အမျိုးသမီးတဦးဟာကုမ္ပဏီကနေစိန်ခိုးယူဖို့ထူးဆန်းတဲ့နီလန်တစ်ခုကိုစဉ်းစားခဲ့ပါတယ်။သူမဟာအရေးပြောနေတဲ့ဖျောင်းကိုလက်သေးသေးသေးပြီးစိန်တီတီလေးတစ်ခုကိုဖျောင်းနဲ့ဖီတွန်းလိုက်ပါတယ်။မှန်ပြီးလူနဲ့ကြည့်တဲ့အခါစိန်ကအဝင်ခွင့်ညဖိနေပါတယ်။အဲ့ဒီညမှာပဲသူမရဲ့စိတ်ကူးဟာအလုပ်ဖြစ်ပါမလားအဖမ်းခံရမလားဆိုတာတွေးပူရင်းစိုးရိမ်နေခဲ့ပါတယ်။နောက်တစ်နေ့မှာသူမကုမ္ပဏီကိုရောက်လာပြီးအတွင်းသို့ဝင်ကာနီးမှာစိန်တလုံးဟာသူမရဲ့လက်သေးသေးကနေရုတ်တရက်ရှော့ကြပြီးမိဖမို့ကိုပြုတ်ကျသွားပါတယ်။စိန်ကြတန်ကိုလူတိုင်းကြားလိုက်ကြရာအမျိုးသားတဦးကကောက်ယူလိုက်တဲ့အခါလူတိုင်းတန်တရားဝင်လာကြပါတယ်။နောက်ဆုံးမှာတော့အမျိုးသမီးကိုဖမ်းမိခဲ့ပါတယ်။တကယ်တမ်းဆိုရင်ဒီကုမ္ပဏီမှာလူနှလုံးခုနှုံးကိုပါထောက်လန်းနိုင်တဲ့လုံခြုံရေးစနစ်အလွန်တင်းကျပ်ပါတယ်။အမျိုးသမီးဟာမျက်စိပွေလာမှအိမ်မက်မက်နေမှထိတော်တယ်။ဒါပေမဲ့ဒီအမျိုးသမီးကသူဟာဘာအမားမှမလုပ်ခဲ့ဘူးလို့ယုံကြည်နေပါတယ်။သူမဟာ London Sing Corporation မှာယာရုကြီးကြီးနဲ့လုတ်ကင်ခဲ့သူဖြစ်ပြီးအခုတော့ဒီနေရာကနေပဲစိန်တွေကိုခိုးယူကိုကြံစည်နေတာမှာကုမ္ပဏီမှာစိန်တွေကိုထူးခြားတဲ့ပုံစံမျိုးစုံထွန်းတုကအထူးဝန်ထမ်းတွေရှိပြီးအဲ့ဒီစိန်တွေကိုလူဝိဝတ္တန်တာတိုက်ထဲမှာတင်းစီထားပါတယ်အဲ့ဒီဘန္တာတိုက်ကိုပိုင်ရှင်သားထွတ်နိုင်ပြီးတခြားသူတွေကအပြင်ကပဲရက်ကြည့်နိုင်ပါတယ်ဘန္တာတိုက်ရဲ့ကုတ်ကလည်းနေ့တိုင်းပြောင်းလဲပါတယ်တညမှာအမျိုးသမီးဟာပိုင်ရှင်ရဲ့အိမ်ထဲကိုလူယူဝဝင်ခဲ့ခါပါတယ်ဘန္တာတိုက်ကုတ်ကိုခိုးယူဖို့ရောက်လာခဲ့ပေမဲ့ခြေတံတွေကြားလိုက်ရပါတယ်ပိုင်ရှင်ကသူ့အခန်းစီကိုဥတီလာနေတာပါအမျိုးသမီးကအမြန်ဆုံးအပေါ်ထက်မှာပုံကောင်းပြီးအဲ့ဒီနေရာကနေချောင်းကြည့်နေခဲ့ပါတယ်ပိုင်ရှင်ကတတငွယ်လေးတစ်ခုကိုဖွင့်လိုက်ပါတယ်အမျိုးသမီးကမှန်မီလူကိုမညောင်ပြီးပိုင်ရှင်ရဲ့ကုတ်အင်ကြီးကိုတေချာစောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒါဟာသူ့ရဲ့အကြီးမားဆုံးယတနာပါပဲပိုင်ရှင်ထွက်သွားတာနဲ့အမျိုးသမီးကအဲ့ဒီတတငွယ်ကိုဖွင့်လိုက်ပြီးကုမ္ပဏီရဲ့တောက်ခါထော်တဲ့အခန်းကုတ်ကိုရလိုက်ပါတယ်အစီအစဉ်စတင်ချိန်ဒါပေမဲ့နောက်တစ်နေ့အမျိုးသမီးကုမ္ပဏီကိုရောက်တဲ့အခါနေရာအညပြားမှာကင်မရာတွေတပ်ဆင်နေတာကိုတွေ့လိုက်ရတဲ့အတွက်ထိတ်လန့်သွားခဲ့ရပါတယ်။ဒါဟာခိုးဖို့ပေါ်ခတ်ခဲသွားပြီလို့ဆိုလိုပါတယ်။သို့တော်လည်းသူမလက်မလျှော်ခဲ့ဘူး။သူမဟာကုမ္ပဏီမှာလုပ်ကိုင်နေတဲ့အတန်ရှင်းရေးဝန်ထမ်းတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။သူကတော့နေရာအကြောင်းအကုန်သိသူပါ။ဒီတန်ရှင်းရေးဝန်ထမ်းကလည်းခိုးယူချင်သူပဲဖြစ်ပေမဲ့ကျမကစိန်တတိလီဒီခိုးချင်တာမဟုတ်ဘူး။ဘန္တာတိုက်တစ်ခုလုံးကိုရှင်းပစ်ချင်တာဆိုပြီးပြောလိုက်ပါတယ်။ပြည်ထနာကပိုင်ရှင်ဟာကင်မရာဒီရှစ်မှာစနစ်နယ်တတိထိုင်နေတာပါ။ဒါပေမဲ့တန်ရှင်းရေးဝန်ထမ်းကပိုင်ရှင်ရဲ့အခန်းကိုနေ့တိုင်းတန်ရှင်းရေးလုပ်ရပါတယ်။ပိုင်ရှင်ကကင်မရာတွေကိုအာရုံမစိုက်တဲ့အချိန်တွေကိုသူတတိထားမိပြီးအကုန်မှတ်သားထားပါတယ်။နောက်တစ်နေ့တန်ရှင်းရေးလုပ်နေချိန်ပိုင်ရှင်ကကင်မရာတွေကိုစိုက်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာပဲတန်ရှင်းရေးဝန်ထမ်းကတကားကိုဖွင့်ပြီးဘန္တာတိုက်စင်ဂျာနယ်ကိုဝင်လျှောက်သွားပါတယ်။သူ့ရဲ့အပေါ်မှာကင်မရာနဲ့အတူဘန္တာတိုက်သူရှိတဲ့နေရာမှာရှူနေပါတယ်။သူဟာအချိန်မှတ်နာရီကိုထုတ်ပြီးအတိအကျအချိန်ကိုစောင့်ခဲ့ပါတယ်။အခွင့်အရေးရတာနဲ့သူဟာဘန္တာတိုက်စီအလျံမြန်ပြေးသွားပါတယ်။တဆန့်ကန်လေးနောက်ကျတာနဲ့တော့အဖမ်းခံရနိုင်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကသူ့ရဲ့အကွက်ကိုရွှေ့လိုက်ပါတယ်။ဘန္တာတိုက်ကိုဖွင့်နေချိန်မှာသူမကပိုင်ရှင်ကိုဖုံးခေါ်ပါတယ်။ပိုင်ရှင်ကဖုံးဖြေဖို့ထပ်လိုက်တာနဲ့အမျိုးသမီးကဖုံးကိုချက်ချင်းချက်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတန်ရှင်ရဲ့ဝန်ထမ်းကဘန္တာတိုက်ကိုချောချောမောမောဝင်ကက်သွားပါတယ်။အတွင်းမှာစိတ်တွေတပုံတကောင်ကြီးစူပုံနေတာကိုတွေ့ရတဲ့အတွက်သူမွမ်းတာခဲ့ပါတယ်။ဒါပေမဲ့အမြန်ဆုံးပြန်ထွက်ဖို့လိုအပ်ပါတယ်။ခဏအကြာမှာအချိန်ကိုကြည့်ပြီးဘန္တာတိုက်တကားကိုပြန်ဖွင့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပိုင်ရှင်ကအစားအစာနဲ့အာရုံပြောင်းနေပါတယ်။ပိုင်ရှင်ကကင်မရာတွေကိုတစ်ချက်ကြည့်လိုက်ပေမဲ့အားလုံးပုံမှန်အတိုင်းပဲဖြစ်နေပါတယ်။တန်ရှင်ရဲ့ဝန်ထမ်းကသူ့ရဲ့တန်ရှင်ရဲ့အလုပ်ကိုပုံမှန်အတိုင်းအပြီးတက်ပြီးအိမ်ပြန်သွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မနက်မှာကုမ္ပဏီတစ်ခုလုံးရှုပ်ထွေးပွက်လောရိုင်နေပါတယ်။အမျိုးသမီးကိုချက်ချင်းခေါ်လိုက်ပါတယ်။ဘန္တာတိုက်ကိုသူမကြည့်လိုက်တဲ့အခါထိတ်လန့်သွားခဲ့ရပါတယ်။ဘန္တာတိုက်တစ်ခုလုံးဗလာနတ်တီချက်နေပါတယ်။တန်ရှင်ရေးဝန်ထမ်းကစိန်တွေအားလုံးကိုခိုးသွားခဲ့တာပါ။ဒါပေမဲ့အဓိကမေးခွန်းကတော့အဲ့ဒီလိုတိုးကြတဲ့အချိန်တွင်းမှာဘန်နီယာမှာစိန်တွေကိုဖတ်ထားခဲ့တာလေ။အဖြေကိုသိရှိဖို့ဒုတိယပိုင်းကိုစောင့်မျှော်ပေးပါ။